ငါဆက်ကြော်ရဲ့ကစင်ရဲ့ချင်လေးချက်စာဖြစ်ပါတယ်ရုံးစုံနေနဲ့စီကြောထားတဲ့ငါးသုံးကောင်ကိုစားစနစ်ရတာနေပြီးတော့နှက်ထားပေးပါမယ်ပြီးရင်တော့ငါရင်ကြော်ပေးပါမယ်ငါကြော်နေချိန်တွင်မှာကစွန်ရဲ့ချင်ရင်ချက်ပါမယ်ရေစီပြီးတက်လာတဲ့ကစွန်ရဲ့ကိုအိုးထဲထည့်ပေးပါမယ်ပြီးရင်တော့ကြက်သွနေတခြားလှီးထည့်ပါမယ်စားစနစ်ရတာပြီးရင်အပိစိမ့်စာစီထည့်ပြီးတော့တေချာလေးမှုေပြီးရင်ချက်ထားပေးပါမယ်ရေအိုးစုပြီးကစွန်ရဲ့နူးလိုက်ရင်တော့မကြီးမဲ့ရေလေးထည့်ပေးပါမယ်ပြီးရင်တော့ရေလိုတလောက်ထည့်ပြီးချက်ထားပေးပါမယ်ငါးကြော်လေးရရင်တော့ရုပ်ဒီခွဲချမ်းလေးနဲ့ပြန်ကြော်ပေးပါမယ်ရုံးစုံနေနဲ့အိုးရဲကိုစီထည့်ပါမယ်ခုနကတော့စီကိုတော့ပြန်မသုံးပါဘူးစီသေးထည့်ပေးပါမယ်ပြီးရင်တော့ကြိတ်ထားတဲ့ကြက်သွဖြူထည့်ပြီးတော့မှုေးနေအောင်ကြော်ပေးပါမယ်ကြက်သွဖြူလေးနဲ့မှုေးလိုက်ရင်တော့ရုပ်ဒီခွဲချမ်းအဆက်စားနိုင်လောက်ထည့်ပေးပါမယ်ရုပ်ဒီနဲ့လေးမှုေးလိုက်ရင်တော့ရတာမုံငပြရေးပေါက်ပေးပါမယ်ပြီးရင်တော့ကြော်ထားတဲ့ငါးထည့်ပြီးတော့တေချာလေးနှမ်းဆန်းနေအောင်မှုေးပေးပါမယ်နောက်ဆုံးမှာတော့ဆက်ဆက်လေးနဲ့အရန်ရတာရှိတယ်ငါကြော်ရုပ်ဒီခွဲချမ်းနှက်လေးရပါပြီငါကြော်ရုပ်ဒီခွဲချမ်းနှက်ရဲ့ကစွန်ရဲ့ချီရဲ့ငပိရဲ့တရက်ကင်တူးစရာလေးဟင်တွဲဆက်လေးကအရန်လိုက်ဖက်ပါတယ်နောက်ပြီးတော့အတွက်လိုက်ရဖို့လူလေးလောက်ရပေးပါဦးရှင်။